ခြေတန်သည်ပိုရီနီးကပ်လာသည်ပြည်ကြီးတို့သူငယ်ချင်း၄ယောက်လုံးကြောက်လန့်တကြားတယောက်ကိုတယောက်ဖက်တွယ်ထားကြသည်ထိုခြေတန်သည်လေကားထစ်များပေါ်မှဆင်းလာပြီးအဲခဲမထဲသို့ရောက်ရှိလာသည်အမောင်ထုထဲမှထွက်ပေါ်လာသူမှာအဖြူရောင်ဝတ်စုံနှင့်စံပင်ဖားလျားချထားသောမိန်းကလေးတစ်ဦးဖြစ်သည်သူမိမျက်နှာသည်ဖြူဖြော့နေပြီးမျက်လုံးများမှလည်းနီးရဲနေသည်သူမသည်သူတို့၄ယောက်ကိုစိုက်ကြည့်ကတိုးလေးရေမောလိုက်သည်မင်းတို့ဒီအိမ်ကြီးတဲကိုဘာလာလောက်တာလဲဟုသူမကအေးဆက်အတန်ဖြင့်မေးလိုက်သည်ပြည်ကြီးတို့သူငယ်ချင်း၄ယောက်လုံးဘာမှပြန်မပြောနိုင်ပဲကြောက်လန့်တကြားတုံရင်နေကြသည်ငိုင်းကိုတယောက်တည်းထားခဲ့ကြပါမင်းတို့ဒီကနေထွက်သွားကြပါဟုသူမကထပ်မံပြောလိုက်သည်ထိုစဉ်အိမ်ကြီးတစ်ခုလုံးသည်ပိုရီတုန်ခါလာပြီးပရိဘောဂများလည်းလှုပ်ရှားလာသည်နေရံများမှပန်းချီကားများပြုတ်ကျလာပြီးမှတ်များလည်းကွဲကြေကုန်သည်သူတို့၄ယောက်လုံးထိုမိန်းကလေးကိုကြော်ဖြတ်ကာအိမ်ကြီးထဲမှထွက်ပြေးရန်ကြိုးစားကြသည်သို့တော်မိန်းကလေးသည်သူတို့ရှိသို့ရုတ်တရက်ရောက်ရှိလာပြီးလမ်းပိတ်ရက်လိုက်သည်မင်းတို့ဘယ်မှသွားလို့မရဘူးဟုသူမကပြောလိုက်သည်ပြည်ကြီးကလက်ထဲမှလက်နှိပ်တက်မီဖြင့်မိန်းကလေးကိုထိုးလိုက်သည်ထိုအခါမိန်းကလေးသည်အလင်းရောင်ကိုမခံနိုင်ဘဲနောက်သို့ဆုတ်သွားသည်ထိုခွင့်ရေးကိုအတုံးချကာသူတို့၄ယောက်လုံးအိမ်ကြီး၏နောက်ဖေးတကားကိုရှာဖွေရန်ပြေးထွက်သွားကြသည်နောက်ဖေးတကားသည်မိဖို့ချောင်ဘက်တွင်ရှိနေသည်မိဖို့ချောင်သည်လည်းမှောင်မိုက်နေပြီးပန်းကန်ခွက်ရောက်များပြန့်ကျဲနေသည်သူတို့၄ယောက်လုံးမိဖို့ချောင်ထဲမှနောက်ဖေးတကားကိုတွေးလိုက်ရသည်တကားသည်တန်ကျိုးဖြင့်ချီနှောင်ထားပြီးတောခတ်ထားသည်တကားကတော့ခတ်ထားတယ်ဘယ်လိုလုပ်မလဲဟုမိုးဒီကပြောလိုက်သည်နှစ်ထက်ကအနီးနားတွင်ရှိသောတန်တူရင်းတစ်ချောင်းကိုတွေးလိုက်ရသည်သူသည်ထိုတန်တူရင်းဖြင့်တော့ကိုရိုက်ချိုးရန်ကြိုးစားသည်တိုးတော်တော့သည်အလွန်ခိုင်ခန့်နေသည်ထိုစဉ်အိမ်ကြီးတစ်ခုလုံးသည်ထက်မနှုံခါလာပြီးမိန်းကလေး၏ရဲတန်သည်ပိုကြီးကျဲလောင်လာသည်ငါတို့အချိန်မရှိတော့ဘူးမြင်လုံးမှဖြစ်မယ်ဟုကောင်းကပြောလိုက်သည်ပြည်ကြီးကအနီးနားတွင်ရှိသောပြတင်းပေါက်တစ်ခုကိုတွေးလိုက်ရသည်ပြတင်းပေါက်သည်တန်တိုင်များဖြင့်ကာယံထားတော်လဲအနှဲငယ်ဟပ်နေသည်သူသည်ထိုပြတင်းပေါက်မှတဆင့်အပြင်သို့ထွက်ရန်ကြိုးစားသည်တိုးတော်ပြတင်းပေါက်သည်အလွန်ကြီးမြောင်းနေသည်ငါတို့ဒီကနေထွက်နိုင်မှာမဟုတ်ဘူးထင်တယ်ဟုပြည်ကြီးကစိတ်ပြက်လက်ပြက်ဖြင့်ပြောလိုက်သည်ထိုစဉ်မိန်းကလေးသည်မိဖို့ချောင်ထဲသို့ရောက်ရှိလာပြီးသူတို့၄ယောက်ကိုစိုက်ကြည့်နေသည်သူမိမျက်လုံးများမှာပိုရီနီးရဲလာပြီးမျက်နှာမှာလည်းပိုရီကြောက်မက်ဖွယ်ကောင်းလာသည်မင်းတို့ဘယ်မှထွက်ပြေးလို့မရဘူးဟုသူမကပြောလိုက်သည်သူတို့၄ယောက်လုံးမိန်းကလေးကိုကြောက်လန့်တကြားကြည့်နေကြသည်ထိုခိုက်အတန့်တွင်ပြည်ကြီးသည်တစုံတစ်ခုကိုသတိရလိုက်သည်သူသည်အပိုင်း၃တွင်တွေ့ခဲ့ရသောမိန်းကလေး၏ဓာတ်ပုံကိုသတိရလိုက်သည်ဓာတ်ပုံထဲမှမိန်းကလေး၏မျက်နှာတွင်ဝမ်းနည်းမှုအရေးအယောင်များထင်ဟပ်နေသည်ကိုသူမှတ်မိနေသည်မင်းကဘယ်သူလဲမင်းပါဖြစ်ခဲ့တာလဲဟုပြည်ကြီးကမိန်းကလေးကိုမေးလိုက်သည်မိန်းကလေးသည်ပြည်ကြီး၏စကားကိုကြားသောအခါအံ့သသွားပြီးသူမိမျက်နှာသည်အနှဲငယ်ပြောင်းလဲသွားသည်သူမိမျက်လုံးများမှနီးရဲနေသောအယောင်များလည်းမှအေးမိန်သွားသည်